Fernando Torres တို့မဟုတ်ဖြူနီစင်ကြားချစ်ပုံမြင်တပုံစပိန်ဘောလောလောကရဲ့အသင်းကြီးတွေထဲကဘယ်အသင်းမှကစားခြင်းလဲလို့လူတရာကိုမေးကြရင်တော့69ယောက်ကရီရဲတို့မဟုတ်ဘာစီလိုနာမှာကစားခြင်းပါလို့ဖြေကြပါလိမ့်မယ်။ကမ္ဘာကောင်းဆုံးတိုက်စစ်မှုတွေထဲကတယောက်လို့သတ်မှတ်ခံရမယ်။ကလေးလေးတူကတော့အက်တလက်တီကိုမက်ဒရစ်အသင်းတို့အဲ့ဒီအချိန်ကအောင်မြင်မှုမေရမရရှိသေးတဲ့အသင်းကိုသူ့ရဲ့အချစ်ဦးဖြစ်နေရွေးချယ်ခဲ့ပါတယ်။ဇလန်စာမှာတိတ်လာတက်တဲ့အချစ်ဇလန်တွေလိုပဲ Torres နဲ့80ကိုတို့ရဲ့အခြေကြီးကနေရည်တဲ့ဖူးစာလိုပါပဲအသက်19နှစ်မှာ80ကိုအသင်းရဲ့အသင်းကောင်းဆောင်လက်ပတ်ကိုဝစ်ဆင်ပြီးသူ့ရဲ့သင်းကိုတွေနဲ့ဦးဆောင်ပေးခဲ့ပါတယ်လာလီဂါမှာတန်းပြန်တက်ဖို့ကြိုးစားနေတဲ့80ကိုအသင်းကို2002ခုနှစ်မှာတန်းပြန်တက်နိုင်အောင်ကူညီပေးခဲ့ပါတယ်ဂိုးတွေတိုင်းတိုင်းသွင်းတက်ပေမဲ့ကလေးတယောက်လိုဖြူစင်တဲ့မျက်နှာပေးရှိတဲ့သူ့ကိုအယ်နီနိုတို့တောင်မှပရိသတ်တွေကချက်စနိုးနဲ့နာမည်ပေးခဲ့ကြပါသေးတယ်ဒါပေမဲ့တွဲလက်တိုင်းကမမြဲတဲ့ကြပါဘူးမဟုတ်ပါလားရွှေဘုံမေးကြမင်းသမီးတစ်ပါးကိုဖိုးညွတ်ခြင်းနဲ့လူတွေကအများသားပါပဲ2009ခုနှစ်မှာ Torres က Premier League ရဲ့အသင်းကြီးတစ်သင်းဖြစ်တဲ့ Liverpool အသင်းရဲ့တောက်ကောက်ကြီးခံခဲ့ရပါတယ်ဒါကလည်းလာလုံးသူတယောက်အတွက်ထိုက်တန်တဲ့စင်မြင့်တစ်ခုပါပဲ Liverpool မှာသူ့ရဲ့ပထမရာသီမှာပဲ33ကိုသွင်းပါတယ်ဘောလုံးပရိသတ်အားလုံးကိုသူ့ရဲ့အနုပညာဆန်လာတဲ့တိုက်စစ်ကစားဟန်နဲ့တင်ကြုံဖန်ဆတဲ့ဘောလုံးစေမြင့်မှာအကောင်းဆုံးတိုက်စစ်မှုတူတယောက်ရေလို့အမီနာမရေးထိုးနိုင်ခဲ့ပါတယ်။ Fernando Torres ဆိုတဲ့အမီနာမကိုလီဗာပူးသင်းရဲ့ပရိသတ်တွေတမကကြံပယ်သင်းရဲ့ပရိသတ်တွေပါအကောင်းဆုံးတိုက်စစ်မှုတွေကတူဖြစ်လက်ခံခဲ့ကြပါတယ်။ဒါပေမဲ့ခြေဆုံးကိုခြေဆုံးကမ်းပစ်ပြီးဖန်တီးတဲ့အချစ်သက်တိုင်းကအစင်မပြေတတ်ပါဘူး။ဘောလုံးစေမြင့်မှာတင်ရှားစေခဲ့တဲ့လီဗာပူးသင်းကိုစူပလာတွေအတွက်အဲ့ဒီအချိန်ကတကြီးသားချယ်ဆီသင်းကိုရွေးချယ်ခဲ့ပါတယ်။ဘောလုံးပရိသတ်တိုင်းအံ့ဩခဲ့ကြရပြီးကျွန်တော်တို့ပြီးခဲ့တဲ့အယ်နီနိုလည်းအဲ့ဒီချိန်ကစပြီးတော့ဒဏ်ရာပြဿနာတွေနဲ့နေသားမကျမှုတွေနဲ့ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရပါတယ်။လူကြီးမင်းတို့လည်း Torres တို့ရွေးချယ်မှုမမားချင်မှုဆိုရင်တော့ဘောလုံးပွဲများနဲ့ပတ်သက်ပြီးအပတ်စဉ်တီးကြတဲ့ဘောလုံးပွဲခံမှန်းချက်တွေကိုတင်ဆက်ပေးနေတယ်။ကျွန်တော်တို့ရဲ့ Golden Goal Application ကိုလည်း Play Store မှာ download ရယူပြီးတလကို9900ကျန်နှုန်းနဲ့ VIP member ဖြစ်နေဝင်ရောက်ကအကောင်းဆုံးပွဲစဉ်ခံမှန်းချက်တွေကိုဝင်ရောက်ကြည့်ရှုလိုက်ပါ။ Torres ကသူပြည့်ချင်ခဲ့တဲ့အတိုင်း Champion League လိုစူပလာတွေစုခိုးနိုင်ခဲ့ပေမဲ့ကျွန်တော်တို့တစ်ချိန်ကတီးခဲ့တဲ့ El Nino က El Nino မဟုတ်ခဲ့ပါဘူး။သူ့ရဲ့ခြေစွမ်းတွေကိုတစိမ့်တစ်ပိုင်းသာမြင်တွေ့ခဲ့ရပါတယ်။စပိန်သင်းနဲ့ကမ္ဘာဖလားယူရိုအောင်မြင်မှုတွေရဲစီသင်းနဲ့ချန်ပီယံလိအောင်မြင်မှုတွေရယူနိုင်ခဲ့ပေမဲ့အယ်နီနိုတို့အနေမြင့်အတက်အကျဆုံးကြုံတွေ့ခဲ့ရပါတယ်။ပင်မလာတဲ့တောင်မန်တစုံကအခြေဦးရဲ့ရင်ခွင်မှာငိမ့်ချမ်းရရှာကျင်ကြတယ်မဟုတ်ပါလား။2015ခုနှစ်မှာ Torres ဟာသူ့ကိုယုံကြည်ပြီးအခွင့်အရေးတွေပေးခဲ့တဲ့ LD ကိုသင်းစီတကြော့ပြန်ရောက်လာခဲ့ပါတယ်။အကောင်းဆုံးမဟုတ်တော့မှအလေလက်မကတဲ့ခြေစွမ်းနဲ့အသင်းပေါ်ကြိုးပြနိုင်ခဲ့ပါသေးတယ်။သူ့ရဲ့အနားယူမဲ့2018ခုနှစ်မှာအဓိကကစားသမားဖြစ်နေခြေစွမ်းမပြနိုင်ခဲ့ပေမဲ့ယူရိုပါလီဖလားကြီးကို80ကိုသိန်းနဲ့ကိုကိုင်းမြောက်ပြီးဘောလုံးပရိသတ်တွေနှစ်သိမ့်စရာတစ်ခုထပ်ပို့တဲ့အဆုံးသတ်တစ်ခုပေးခဲ့ပါတယ်။စရုပ်ဆက်ဆံကစားကြတဲ့တိုက်စစ်မှုတွေကြမှာအနုပညာစနစ်ကစားဟန်တစ်ခုကိုပိုင်ဆိုင်ထားတဲ့ Fernando Torres ကဘောလုံးပရိသတ်တိုင်းအတွက်တော့ဂန်နဝင်းပါပဲ။